အားလုံးပဲမင်္ဂလာပါဗျာတန်စင်ဖူးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝတ္တနီချက်လေးကိုမျှဝေပေးခြင်းပါတယ်စီထဲလို့စီပူလာပြီဆိုရင်တကြားကိုထည့်ပြီးမှွေပေးပါတယ်တကြားကိုထည့်ပြီးရင်တော့အစမပြတ်လေးမှွေပေးရပါတယ်မှွေရင်းနဲ့တကြားလေးတွေဟာအမြုပ်ဖြစ်လာတဲ့အချိန်ထိကိုမှွေပေးရပါတယ်တကြားကနေအမြုပ်လေးတွေထွက်လာပြီးဆိုရင်တော့အဲ့ဒီအမြုပ်လေးတွေအညိုရောင်ဘက်ပြောင်းသွားပြီးဆိုရင်တော့ဝက်သားကိုထည့်ပြီးတော့ရောပြီးမှွေပေးပါတယ်သူ့ထက်ပိုထားရင်တော့တကြားတွေကအခဲပြန်ဖြစ်သွားတတ်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူနဲ့ချင်းပါပါလီထားတာကိုထည့်ပြီးရောပြီးတော့လုံးပါတယ်ခယူးစီထည့်ပါတယ်ပဲငပြားရည်အပြစ်နဲ့ကြက်သားမုတ်ထည့်ပါတယ်အချုံမုံမသုံးပါဘူးသူရဲ့အချုတက်ကိုတကြားရပဲရတဲ့အတွက်အချုံမုံသုံးစရာမလိုပါဘူးပြီးရင်တော့ရေထည့်ပြီးအသားတွေနူးဤသွားတဲ့အထိချက်ပေးရပါတယ်ဝတ္တနီချက်တဲ့အခါမှာတော့ဝက်သားကိုသုံးထက်သားကိုသုံးတာပိုကောင်းပါတယ်အတုံးလေးလီးတဲ့အခါမှာလည်းချက်တုံးလေးလိုမလီးပဲနဲ့အတုံးလေးတွေကိုပါပါလေးတွေလီးတာပို့ပြီးတော့စားလို့ကောင်းပါတယ်ခုလိုနေထားရောက်သွားပြီဆိုရင်တော့နောက်ဆုံးမှာကြက်သွန်ဒီလေးစိတ်စိတ်ပြီးအဖက်လေးတွေလှုပ်ထားတာကိုထည့်ပြီးတော့မှွေပါတယ်ကြက်သွန်ဒီတွေအနေငယ်နွမ်းသွားပြီဆိုရင်တော့ရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ